မင်္ဂလာပါရှင်နူးညံ့ပြတ်တာမေတ္တာထအစီအစဉ်လေးမှာနှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီအစီအစဉ်လေးကိုဆ iam မလှိုင်းမှတင်ဆက်ပေးထားတာဖြစ်ပါတယ်မင်္ဂလာပါကလေးတွေကရံဖြစ်တတ်ကြပါတယ်အဲ့လိုရံဖြစ်တဲ့အခါသူတို့အချင်းချင်းမဖြေရှင်းတတ်တယ်မို့လူကြီးမိဘဆရာသမားတွေကဖြေရှင်းပေးကြရမှာဖြစ်ပါတယ်အဲ့လိုဖြေရှင်းဖို့ကင်တွယ်တဲ့အခါမှာလည်းတမချဖို့နဲ့နီလန်းမှန်ကန်စွာဖြေရှင်းတတ်ဖို့လိုတဲ့အကြောင်းအနည်းငယ်ဝေမျှပေးလိုက်ရပါတယ်ကလေးတွေကအချင်းချင်းကစားနေတဲ့အချိန်ဖြစ်စေအိမ်မှာဖြစ်စေကျောင်းမှာဖြစ်စေရံဖြစ်နေတဲ့အချိန်မှာမိဘဆရာတွေကဖြေရှင်းတဲ့အခါမှာနံပါတ်1အချက်အနေနဲ့ကတော့သူတို့ရံဖြစ်နေတဲ့အရာကိုအရင်ဆုံးခွဲထားဖို့ဖြစ်ပါတယ်တခါတလေခွဲလို့မရတဲ့အခြေအနေကတအားဆိုးတဲ့အခါထိန်းချုပ်ဖို့လိုအပ်တဲ့အတွက်ကြောင့်မိဘဆရာတွေကစိတ်ကိုအရင်ဆုံးတည်ငြိမ်စွာထားရပါမယ်ကိုကလည်းစိတ်တူပြီးတော့ဒေါသဖြစ်ပြီးတော့အဲ့ဒီကလေးတွေရဲ့ရံပွဲမှာပါပြီးတော့အော်ဟစ်ချိန်ပေါင်းနေတယ်ဆိုရင်အဲ့ဒါကဖြည့်ရှင်းတဲ့နည်းမဟုတ်ပါဘူးအဲ့ဒီရံပွဲပို့ဆိုးမသွားအောင်မိဘဆရာတွေကစိတ်အေးထားပြီးစိတ်တည်ငြိမ်စွာနဲ့ပါဝင်ဖြည့်ရှင်းသွားဖို့လိုအပ်ပါတယ်ဥပမာကျောင်းမှာကလေးကြီးအချင်းချင်းရံဖြစ်ကြတဲ့အခါမှာသူတို့တွေကိုကျောင်းအုပ်ဆရာမအခန်းကိုပဲဖြစ်ဖြစ်အတန်းပိုင်းဆရာမအခန်းကိုပဲဖြစ်ဖြစ်ခေါ်သွားကြပါတယ်အဲ့ဒီခါမှာကလေးတွေကိုအရှိမသူတို့ရဲ့ရံဖြစ်ရတဲ့အကြောင်းအရင်းကိုမေးမြန်းတာထက်တီးခြားပေါ့နော်တယောက်တခြားစီတယောက်ပြီးမှတယောက်ဝင်စေပြီးတော့မေးမြန်းတာကပို့ပြီးတော့တင့်လျော်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျမတို့သိတဲ့အတိုင်းပဲဒီဘက်ကလည်းမှန်တယ်ဒီဘက်ကစကားပြောရင်ဟိုဘက်ကလည်းမှန်တယ်မဟုတ်ဘူးသူကအရင်စထိုးတာအဲ့ဒီမျိုးနဲ့ပဲအဲ့ဒီအရာကိုဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။ပြီးတော့ဆရာသမားတွေကလည်းဒီပြောမရဆိုမရဖြစ်တဲ့အခါဒေါသထွက်စိတ်ဆိုးတဲ့အရာမျိုးမဟုတ်ဘဲနဲ့ဒုတိယအချက်အနေနဲ့ကတော့ဘာကြောင့်ရံဖြစ်တယ်လဲဆိုတဲ့အကြောင်းရင်းကိုမေးတဲ့အခါလဲသူတို့ကိုအပြစ်တင်မစောဖို့အထူးသတိထားရမှာဖြစ်ပါတယ်။တခါမိဘဆရာတွေကသူတို့လည်းတေချာမသိဘဲနဲ့ဆုံးဖြတ်ပြီးတော့အပြစ်တင်ပြီးတော့ရိုက်နှက်တာတို့နောက်မှသူကမဟုတ်ဘူးသူကမှားသွားတာဆိုတဲ့အခါမှာပြဿနာကမရှည်တင်ပဲနဲ့ရှည်ပြီးတော့မမှားတင်ပဲနဲ့ရှည်မရတဲ့အရာမျိုးတွေမကြည်မနှက်မှုတွေနဲ့အဆုံးသတ်တရတာမျိုးတွေ့ရတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဒုတိယအချက်အနေနဲ့ကဒီဘာဖြစ်လို့ရံဖြစ်ရတဲ့အကြောင်းအရင်းကိုတေချာမင်းများပြီးတဲ့အခါမှာသူတို့တွေကိုနှစ်ဖက်လုံးဂျေနတ်စင်မဲ့နီလန်ကိုရှာဖွေရမှာဖြစ်ပါတယ်ဥပမာကျောင်းတွေမှာစင်မှုကျူမှာဆိုရင်အဲ့ဒီမြင်းရုပ်ကလေးကိုနှစ်ယောက်စလုံးကစီးကျင်ကြတယ်တန်းနဲ့ကလေးတယောက်ကစီးနေတဲ့အချိန်မှာဟိုကလေးတယောက်ကလည်းသူကလူပြီးတော့စီးတယ်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဆရာသမားတွေကအဲ့မှာချက်ချင်းလိုက်တော့ကဲကလေးတွေခဏနေနော်ကဲဒါတို့ဒီအယုတ်ကိုစီးကျင်တယ်ဆိုလို့ရှိရင်အတူတူစီးမယ်အတူတူစီးလို့မရဘူးဆိုရင်တယောက်ကို10မိနစ်စီးမယ်နော်တယောက်ကအရင်စီးပြီးတော့10မိနစ်ပြီးရင်နောက်တယောက်ကအလှည့်ကျစီးရမယ်ဒါသဘောတူလားလူမျိုးတာတူပါတယ်ဆိုရင်ဒါကဖြည့်ရှင်းပြီးတော့ဖြစ်ပါတယ်သူတို့ရံဖြစ်စရာမလိုတော့ပါဘူးအိမ်မှာမြေအချင်းနဲ့အငယ်ကသူတို့နှစ်ယောက်က TV ကြည့်ကြတယ်ကြည့်တဲ့အခါမှာအတူတူကြည့်ဆိုတော့မရဘူးဘာလို့ဆိုရင်တယောက်အကြိုက်နဲ့ကတယောက်ကမတူဘူးသူကဟိုဥစ္စာကြည့်ချင်တယ်ဒီတယောက်ကနောက်တစ်ခုကိုကြည့်ချင်တယ်ဆိုသူတို့နှစ်ယောက် TV ကြည့်ချင်းဆိုရင်စကားများကြပြီအဲ့ခါသူ့မိကလည်းဘာလို့ရမှမသိတော့ကဲဟုတ်ပြီခုနပြောတယ်လို့ပဲကဲမင်းက TV နေ့ကြည့်မဲ့အရာကိုကြည့်လိုက်ကြည့်ပြီးရင်ဥမာ10မိနစ်ဖြစ်ကြည့်ပြီးတဲ့အခါမှာအဲ့ဒီသူတို့ဇလန်းတွဲလိုက်တဲ့တူလေးပြီးပြီဆိုရင်နောက်တယောက်ကကြည့်မယ်သဘောတူလားတူတယ်ဆိုပြီးတော့အဲ့လိုပထမအကြီးကအရင်ကြည့်တယ်ကြည့်ပြီးတဲ့အခါမှာ तू က remote ကိုကင်ထားပြီးတယ်မပြည့်ခင်မှာနောက်တစ်ခုကိုပြောင်းလိုက်တဲ့အခါမှာဟိုတယောက်ကစိတ်ဆိုးပြီးတော့អော်တယ်သူ့မေးစီတိုင်တယ် तू ကနောက်ကိုထပ်ကြည့်တယ်ဆိုဟာ तू ပဲပြန်ရှင်းပြရပြန်တာအဲ့လိုဆိုရင်မင်းတို့ကတိမတီးဘူးတယောက်ကြည့်ပြီးမှကြည့်မယ်လို့ပြောထားတဲ့အတွက်ကြောင့် TV ကိုပိတ်ပလိုက်တယ်အဲ့ခါမှာသူတို့ညောင် TV မကြည့်ရတော့ဘူးဆိုပြီးတော့အငယ်ကလည်းသူမကြည့်ရသေးဘူးဆိုတယောက်တစ်လက်ကြည့်ရမယ်သဘောတူတယ်နော်တူတယ်ဆိုရင်နောက်တစ်ခါကအငယ်ကိုပေးကြည့်တယ်
ကြီးတဲ့အချိန်မှာသူ့အမေကိုပြောတယ် remote ကိုကြည့်ပြီးဖင်ပြီးတဲ့အခါမှာ remote ကိုတင်ထားလိုက်လို့ပြောတယ်အဲ့ဒါကျမဖြစ်သူဖြစ် remote ကိုတင်ထားရတယ်အဲ့ဆိုသူကြည့်ပြီးဆိုလို့ရှိရင် तू ကပြောင်းလို့မရတော့ remote တောက်ရင်နောက်တစ်ယောက်အကြည့်ကိုပဲပေးရတယ်အဲဒီလိုဖြည့်ရှင်းရတယ်မဟုတ်ဘူးဆိုရင်သူတို့ညအော်ဟေးဆူညာတောက်ကြမ်းပြီးတော့ TV ကြည့်ချိန်ဆိုရင်တစ်ခါဒီရံဖြစ်ကြတာနဲ့ချိန်ကုန်တာတွေရှိတဲ့အခါမှာဖြည့်ရှင်းပေးရတာဖြစ်ပါတယ်ဒါကြောင့်ကျမတို့တွေ့နေကြမြင်နေရတဲ့ရံဖြစ်ခြင်းကိုရှော့ချဖို့အတွက်ကျမတို့ကိုယ်တိုင်ကလေးတွေကိုယ်တိုင်အဲ့ဒီပြဿနာကိုဖြည့်ရှင်းတတ်ဖို့ကျမတို့ကလမ်းညွှန်ပေးရမှာဖြစ်ပါတယ်အထူးသဖြင့်ကလူကြီးမိဘတွေကစကားများကြတဲ့ရံဖြစ်ကြတယ်ဆိုကလေးတွေကလည်းအတူယူကြတာဖြစ်တယ်ဒါကြောင့်မိဘဆရာတွေဆင်ခြင်ဖို့ကသူတို့ရှိမှစကားမများဖို့ဒါပေမဲ့သူတို့ရှိမှစကားများပြီးရင်တယောက်နဲ့တယောက်ကငါမှားသွားပါတယ်ကွာခွင့်လို့ပါဆိုဟိုတယောက်ကလည်းအေးဟုတ်ပြီနောက်တစ်ခါမပြောနဲ့ငါလည်းမှားသွားတယ်ဆိုပြီးတော့တယောက်နဲ့တယောက်ခွင့်လို့ပြီးတော့ပြန်ပြီးငင်းချမ်းသွားတယ်ဆိုအဲ့ဒါကိုသူတို့မြင်လို့ရှိရင်လည်းအိမ်မှာညီကိုညောက်ကစကားများကြတယ်များပြီးဆိုနောက်တစ်ခါနေပြီးလို့ရှိရင်ငါကြည့်မယ်နော်ငါပြီးရင်နေကြည့်မဟုတ်ရင် TV အပိတ်ခံရမယ်ဆိုတဲ့အခါသူတို့ပြန်ပြီးတော့အဲ့ဒီပြဿနာလေးကိုနောက်တစ်ခါအဲ့လိုမဖြစ်အောင် TV အပိတ်မခံရအောင်သူတို့ကလည်းအဲ့လိုပြန်ဖြည့်ရှင်းတတ်ဖို့လဲကျမတို့ကအကောင်းဆုံးနည်းလမ်းကိုပုံစံလေးတွေကိုပြပေးရမှာဖြစ်ပါတယ်။နောက်အတိကအရေးကြီးတဲ့အရာကကလေးတွေကိုစီကံလေးတွေကိုချမှတ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီစီကံလေးတွေကိုတေချာလိုက်နာလွတ်ဆောင်မယ်ဆိုလို့ရှိရင်ရံဖြစ်တဲ့အရာကညော့နေသွားမှာဖြစ်ပါတယ်။ဥပမာကလေးတွေကစားကြတဲ့အခါမှာသူတို့အော်ကြီးရှိတယ်မအော်ရဘူးပြီးရင်မဆဲရဘူးပြီးနောက်တစ်ခုဒီလိုညင်းခုန်ကြတဲ့အခါမှာလက်တွေခြေထောက်တွေနဲ့ကန်တာလက်တွေနဲ့ထိုးတာမပါရဘူးတူကိုတူထိခိုက်အောင်အနာတရားဖြစ်အောင်မလုပ်ရဘူးစသဖြင့်သူတို့နားလည်အောင်ပြောပြရမှာဖြစ်ပါတယ်အကယ်၍ဒီလိုမဟုတ်ဘဲနဲ့ဒီစီကံတွေကိုဖောက်ဖျက်တယ်အော်ကြီးရှိတဲ့ဆဲတယ်လက်တီးနဲ့ထိုးတယ်အဲ့လိုမျိုးဆိုရင်ပြစ်ဒဏ်ပေးခံရမယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုဒီခြားလေးပြောပြပေးဖို့ဖြစ်ပါတယ်ကလေးတွေကတခါစိတ်ကိုထိန်းချုပ်ဖို့မတတ်သေးဘူးသူတို့စိတ်ကဒေါသဖြစ်လာတယ်မကြည်မနှက်ဖြစ်လာတယ်ဆိုရင်သူတို့ဟာမထိန်းချုပ်နိုင်တဲ့အတွက်ကြောင့်ရှိတဲ့ပစ္စည်းနဲ့အနားမှာဂဲလုံးရှိရင်ဂဲလုံးဖြစ်ဒုရှင်ဒုဖြစ်ဘာမှမရှိရင်လည်းလက်တီးနဲ့သွားရိုက်တာပဲဖြစ်လုတ်တတ်ပါတယ်ဒါကြောင့်ဒီနေ့ကလေးတွေကိုလည်းစိတ်ကိုထိန်းချုပ်နိုင်အောင်ကျမတို့ကတခြားလေးတွင်တင်ပေးရမယ်ဖြစ်တယ်အဲ့လိုဒေါသထွက်တာမကောင်းဘူးစိတ်ဆိုးလာပြီဆိုလို့ရှိရင်1 2 3 4ဆိုပြီးတော့အသက်ကိုမှန်ရှူပြီးတော့အဲ့လို30အထိရေလိုက်ပါမဟုတ်ရင်အာယုံတစ်ခုကိုကြောင်းပေးလိုက်ဖို့ဖြစ်ပါတယ်တခါတည်းကလေးတွေကသူ့အရိုက်ခံရပြီးတော့သူကမရိုက်လိုက်ရဘူးဆိုလို့ရှိရင်အကြီးအကျယ်အော်ဟင်းငိုယိုပြီးတော့သူရိုက်လိုက်ရမှကျင်နိုင်ရမယ်အခြေအနေမှာဖြစ်တဲ့အခါကျရင်ကျမတို့ကဘယ်လိုသူတို့ကိုထိန်းချုပ်ပေးရမလဲဆိုတာကျမတို့မိဘဆရာတွေကသိရှိထားဖို့လိုအပ်ပါတယ်သူတို့ကိုအာယုံလွှဲဖို့အတွက်ဥမာအခန်းတစ်ခုသွားပြီးတဲ့အခါမှာကဲကြီးလေးတောက်လိုက်ပါအောင်တားရည်သမီးရည်မုတ်ကလေးတစ်ခုစားလိုက်အောင်အသက်ကလေးရှူလိုက်ဆိုပြီးတော့အာယုံတစ်ခုကိုပြောင်းလဲလိုက်လို့ရှိရင်သူတို့ပြက်စိတ်ကိုသိမရောက်တော့ဘူးဒါကိုကျမတို့ကသူတို့ကိုလွတ်ပေးရမှာဖြစ်ပါတယ်နောက်အရေးကြီးတဲ့တစ်ချက်ကကလေးတွေကိုမေးမြန်းတဲ့အခါမှာတယောက်ကပြောနေခြင်းနဲ့နောက်တယောက်ကအဲ့လိုမဟုတ်ဘူးဆိုပြန်ဖြတ်ပြောပြန်ရောဟိုကလည်းဘာဖြစ်တယ်ပြန်ပြောတဲ့အခါမှာကျမတို့လူကြီးတွေကကဲဒါကခဏဆောက်အောင်ဒီဒါကအရင်ပြောပြီးတဲ့အခါမှာဒါအလှည့်လာမယ်ကျမတို့လုပ်ပေးရမယ်ဒီကလေးတယောက်ကိုပြီးအောင်ပြောမယ်ကျမတို့တေချာနားထောင်ပေးမယ်ပြီးတဲ့အခါမှာပြီးပြီလားဆိုပြီးပြီဆိုရင်ကဲဒုတိယလူကပြောမယ်ဆိုဒုတိယလူကပြောနေတဲ့ကြားမှနောက်တယောက်ကအဲ့လိုမဟုတ်ဘူး तू ကလာတယ်မင်းမပြောနဲ့မင်းပြောပြီးပြီကဲဒီဘက်ကတယောက်ကပြီးအောင်ပြောပါစေဆုံးတဲ့အထိပြောမယ်တရားကကျမတို့မှာအရန်အရေးကြီးတယ်ကျမတို့ကဒီလူတူတယောက်ကိုစကားပြောနေတဲ့အရာပေါ့နော်ရန်ဖြစ်နေတဲ့အရာပဲဖြစ်စီမပြီးသေးခင်ဒီရလိုကြားကနေဖြတ်ပြောတဲ့အရာတွေဒါတွေကိုကျမတို့ကထိန်းချုပ်နိုင်ရမယ်နောက်တစ်ချက်သတိထားရဖို့အရာကကျမတို့ကိုထိလျောက်ပဲဖြစ်စီစကားအဖြစ်ဖြစ်စီပြောလိုက်တဲ့အရာက
တစ်ဖက်သားကိုထိခိုက်နာကျင်စေတယ်မခံတာအောင်ပြောတယ်ရန်စကားတွေပြောတယ်အဲ့ဒီခါမှာကိုကစိတ်ချမ်းသာလားတစ်ဖက်လူကလည်းစိတ်ချမ်းသာမှာမဟုတ်ဘူးဆိုဥပမာအမောင်နှမနှစ်ယောက်ဒီအိမ်မှာရန်ဖြစ်ကြတယ်ဆိုတော့အဲ့ခါမှာအကြီးကနည်းနည်းလေးကြီးပြီး10နှစ်ရှိမယ်အငယ်က6နှစ်လောက်ရှိမယ်အဲ့လိုစကားများကြတဲ့အခါမှာအကြီးကရိုက်လိုက်တယ်အဲ့နဲ့သူပြောလို့မရဘူးဒါမှမလုပ်နဲ့ဆိုလို့ဟုတ်တယ်တကြရိုက်လိုက်တဲ့အခါကလေးကနာတယ်ငိုတယ်အမေကိုသွားတိုင်တယ်အမေအကူကြီးကရိုက်တယ်အဲ့လိုပြောတဲ့အခါမှာနှစ်ယောက်စလုံးကိုခေါ်ပြီးတော့အိမ်မှာဒါအကြီးကိုကဲဒါစဉ်းစားကြည့်ဒါကိုအမေဒီလိုနာအောင်တအားရိုက်မယ်နော်အောင်မယ်အောင်ရိုက်မယ်ဆိုရင်ဒါခံနိုင်မလားအဲ့ခါသူစဉ်းစားပြီးတော့ဖြေလိုက်မယ်နော်သူတအားမခံနိုင်ဘူးတခါကျမသိဘူးဆိုရင်ရိုက်ပေးရမလားတအားကြီးမရိုက်နဲ့ပေါ့နော်အရင်မေးပါကလေးတွေကိုအဲ့သူစဉ်းစားပြီးဖြေလိုက်မယ်သူနာမယ်သူခံနိုင်မှာမဟုတ်ဘူးအဲ့လိုပဲဒါကိုချင်းစာကြည့်ဒါလည်းအဲ့လိုရိုက်လို့ရှိရင်ခံနိုင်ဘူးနာတယ်ဆိုအဲ့လိုမျိုးကိုချင်းစာစိတ်နဲ့အိုးငါရဲ့ညီမလေးကလည်းအဲ့လိုနာမှာပဲညီမလေးကငါဒီလိုမလုပ်သင့်ဘူးသူနာသွားမလားဆိုတဲ့အစိတ်ကိုမင်းမထားရမယ်မင်းအဲ့လိုစိတ်မရှိတဲ့ရိုက်တဲ့အခါမှာညီမလေးကနာသွားပြီဆိုတော့တို့ကရဖြစ်တဲ့အထဲကနေပြီးတော့ကိုချင်းစာစိတ်တွေရှိအောင်သူတစ်ပါးကိုထိခိုက်နေတာအောင်မလုပ်ရဘူးဆိုတဲ့အရာတွေကိုလည်းကျမတို့တင်ပေးလို့ရပါတယ်အဲ့လိုနားလဲအောင်တိကျပြောပြပြီးတော့နောက်တစ်ခါဒီလိုအဖြစ်မျိုးလုပ်မလားအတူတူကစားကြရမယ်ဆိုတဲ့အရာလေးတွေကိုကောင်းတဲ့နီလန်းလေးတွေကိုဖော်ထုတ်ပေးဖို့ဖြစ်ပါတယ်ပြီးတော့မိဘတွေဆရာသမားတွေကကလေးတွေအတူတူကစားကြတယ်အယုတ်စီးလို့ရှိရင်လည်းတယောက်ပြီးတော့တယောက်အလှည့်ကျစီးကြတယ်သူတို့အဲ့လိုမျိုးလေးတွေလှုပ်လာကြတဲ့အခါမှာကျမတို့ကချီးကျူးပေးရမှာဖြစ်တယ်အော်မင်းတို့တွေဒီလိုကစားကြတာတော့ပျော်စရာကောင်းတယ်မင်းတို့တွေရမဖြစ်ကြတော့ဘူးအရန်ကောင်းတာပဲလိမ်မာလိုက်တာဆိုပြီးတော့အဲ့ဒီချီးကျူးစကားကိုကြားရရင်သူတို့အတွက်အရန်ပဲဒီလိုမျိုးဒီလာငါကောင်းတယ်ဆိုတာသိလာမှာဖြစ်ပါတယ်ဒီကုန်းချုံအနေနဲ့ကလေးတွေရံဖြစ်ကြတဲ့အခါမိဘဆရာတွေကနီလာမှန်ကန်စွာဘက်ပလိုက်ပဲကင်တယ်ဖြည့်ရှင်းနိုင်ဖို့လိုအပ်ပါတယ်ကလေးတွေကလည်းချမှတ်ထားတဲ့စီကံလေးတွေကိုလိုက်နာပြီးတော့အတူတူပေါင်းသိနေထိုင်ကြပြီးပဝန်းကျင်မှာကောင်းဆုံးနေထိုင်ကြပါစို့လို့အနည်းငယ်ဝေမျှပြလိုက်ရပါတယ်။ကြားနာရသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။တူတပါကိုအပြည့်မချင်မီကိုပြန်ကြည့်သူလာပြတဲ့ကိုပြကြမင်းမေဟာဘတူလေဒီခင်ပြရဤတပ်ပြီးအိုတဲ့ဒီခွလို့ချဖို့လို့နေပြီချင်းချင်းကိုချစ်ရမီပြတာမီဘူးဒီတူတပါကိုပြေမချင်မီကိုပြန်ကြည့်သူလာပြချာကိုပြကြမင်းမေဟာဘတူလေတချစ်ပြရဤတပ်ပြီးအိုတဲ့ဒီခွလို့ချဖို့
ဝရဖုံမှာထုတ်ဝေသောခွာပေးဆောင်ငယ်လေးများကိုအခမဲ့မှာယူဖတ်ရှုနိုင်ပါတယ်။မှာယူလိုပါက39 85 298 511တို့ဆက်သွယ်မှာယူနိုင်ပါတယ်။